ဒီမှာထောပဲတီးနှဲ့ပြီဒါကိုကော်လို့မယ်နားလေဒီစစ်စစ်လေးကြည့်နှဲ့စားအောင်ရှိထောပဲတီးချက်တယ်လူလေးအဲ့လိုစိတ်တိုင်းစားရင်လည်းဟုတ်လားအဲ့လိုစိတ်တိုင်းစားရင်စိတ်နာပေါ့ကျဲမကြီးလဲ6ခုဖြစ်ပါတယ်ထောပဲတီးစိတ်စား avocado do you like avocado this is from Myanmar avocado good fruit somebody like do without shake without mix just for natural food avocado if natural food avocado if you eat for healthy very nice do you know okay next time you should be trying ထောပဲတီးကိုဒီလိုအစိမ့်စားရင်ကျမတို့အရင်ကောင်းပါလေရှင် mix လို့စားကြည့်ကြနော်သူကစိတ်ပြီးတော့မှအရသာအဲ့လိုရှိရတယ်ဒီအစီကိုလည်းတွေးပြီးတော့မှတင်းထစ်ရှိတဲ့နေရာလေးလိမ့်မယ်အဖုထစ်ရှိတဲ့နေရာလေးလိမ့်မယ်ဆိုရင်မျက်နှာမှာဝက်ချန်တို့တင်းထစ်တို့တွေပျောက်ပါတယ်ရှင်အဲ့ဒါမင်းကွက်တီးရဲ့အစီနဲ့တွေးပြီးလင်းရပါတယ်ရှင် mix လို့လင်းကြည့်ကြနော်ကျမကတော့အခုဒီနေ့မိနစ်စာထောပဲတီးကိုအစိမ်းငါတို့ပြီးတော့စင်းလေးပေါ့နော်အစိမ်းလေးဟိုအဲ့လိုပြီးတော့ခွဲစားပါလေရှင်ညလာအလေးအောင်လေးရအောင်လို့ထောပဲတီးနေရအောင်အဲ့မှာတက်ကိုဝဲလေးမြင်ရတာပေါ့နော်အဲ့လိုလေးပါစားကြည့်ကြပါဦးချင်းထောပဲတီးကိုအစင်းစားကြည့်ပါစိတ်လဲနောက်ပြီးတော့မှစားလို့လည်းကောင်းပါတယ်ကျဲမိုက်တွေလည်းအထောက်အကူဖြစ်ပါတယ်ရှင်ကျမတို့ကတော့တော်တနဲ့တဘာဝအသီးတွေကိုတဘာဝတဲစားဖြစ်တာများပါတယ်ရှင်တကြားနေနှုတ်စီနေဖြောတော့တော့အရသာတော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျဲမိုက်တွေအထောက်အကူမဖြစ်ပါဘူးအရသာတော့ရှိတာပါဒီလိုတဘာဝတဲစားတာကပို့လို့ကျမကြီးကိုထောက်ဖို့ဖြစ်ပါတယ်။ဘာမှအဲ့နဲ့မရှိပါဘူး။စားကြည့်ကြပါနော်။ Okay. Bye bye.